Initially မဲ့တိုက်ခန်းကိုရေသွေးပြစ်မိတဲ့တန်အနေနဲ့သုံးထားရလားပြီးတော့ကျွန်တော်တို့ side test တွေကိုတရားစစ်ဆေးရလားပြီးတော့ကျွန်တော်တို့ bedding code တဲ့အညီစောက်ရလားတိုက်သားရေသွေးရောသူပြေးဝကောင်းဝင်ရလားဒီချက်တွေကမင်းစီတွေပို့ချိန်မှာတိုက်ခန်းဝယ်တော့မှဆိုရင်စိတ်ထဲမှာရှိနေမဲ့တန်တရားတွေလို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီမိတ်ဆွေစိတ်ထဲမှာရှိနေတဲ့တန်တရားတွေကိုအထိုက်လျောက်ပြေဖြောက်ပေးနိုင်မဲ့ရောင်းပွဲတစ်ခုတွေကိုကျွန်တော်တို့ brand estate နဲ့ Navy Life ဆိုတဲ့ကျွန်တော်ကပူးပေါင်းပြီးတော့ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်ဆိုတော့ဒီရောင်းပြပွဲလေးရဲ့အကြောင်းပြကန်းလေးကိုကျွန်တော်တို့တူလိုက်ပါလေးလိုက်ပြအောင်ဗျ။ကဲကျွန်တော်ဒီရောင်းပြပွဲလေးမှာဗားလေးခင်းခင်းပြထားတာဆိုတာလေးကိုတစ်ချက်တော့လိုက်ကြည့်လိုက်အောင်ဗျ။ကဲဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ရောင်းပွဲကိုလာဝယ်တဲ့ customer အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမနိုင်ငံ Sesame စုံဒါကျွန်တော်တို့ဒီ MMBC ထဲမှာပြထန်းထားတဲ့ကျွန်တော်မြန်မာနိုင်ငံ Sesame စုံလေးကိုကျွန်တော်တို့ customer အနေနဲ့တဘာဝင်းနေအတွက်လေးလာလို့ရအောင်လို့ကျွန်တော်တို့ဒါပြပေးထားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အဓိကပြချင်တဲ့ကြောင်းရလေးတွေကတခုပေါ့နော်ဒီရောင်းပွဲမှာကျွန်တော်တို့ဒီ Navy Life Construction ကသူတို့ရဲ့တိုက်တွေမှာဘယ်လိုမျိုးတက်ကြွ quality နဲ့ကျွန်တော်စောက်ထားရဲဆိုတော့ဒါကျွန်တော်ပုံနေမြတ်တာဆိုတာပြပြီးတော့ရောင်းပွဲလေးပြုလုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီတန်ချောင်း site ဆိုရှိပဲ site ဆိုရဲ့ဘေးမှာကျွန်တော်တို့ကဒီသူတို့ဒီ ISO test laboratory မှာစစ်ထားတဲ့ကျွန်တော်တို့တန်ချောင်းဒီ river banding test certificate လေးတွေတစ်စုံစီတစ်ခုစီရှိမယ်ပေါ့နော်တန်ချောင်း test တွေအတွက်ထားရှိပေးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညနေမူနာတစ်ခုပြရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီတန်ချောင်းစစ်ထားမှာဒါကျွန်တော်တို့ဒါဆိုရင်28 milli ကိုကျွန်တော်စစ်ထားတာကျွန်တော်တို့ observation အနေနဲ့ကျွန်တော်တို့ဒါဆို good condition ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော် research အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါ panel research ကျွန်တော်တို့ test pass ဖြစ်ထားပါတယ်ဆိုတော့အားကြတော့ကျွန်တော်တို့ဒီတန်ချောင်းတွေကလည်း quality ပြည့်ပြီးတဲ့တန်ချောင်းနေနဲ့အသုံးပြုပြီးစောက်ထားရဲဆိုတော့အချက်တစ်ချက်ကိုဒါကျွန်တော်တို့ customer တွေပွင့်လင်းနေတာဒီကြောင်းဘက်မှာစပြပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကိုယ်ဝယ်လိုက်တဲ့အိမ်ကိုယ်ဝယ်လိုက်တဲ့တိုက်ခန်းကဟိုတန်ချောင်းတွေကို quality ပြည့်မီအောင်သုံးပြုပြီးစောက်ထားရလားဆိုတော့တန်တရားစိတ်ကိုလည်းကျွန်တော်တို့ချစ်ဖြတ်ပေးနိုင်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့ဒီအရေးကတော့ကျွန်တော်တို့ဒါတန်နေအတွက်ကျွန်တော်တို့ river banding certificate လေးကိုရှာပေးထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကိုကျွန်တော်ကြည့်လိုက်အောင်ယနေ့ပိုင်းကကြတော့ကျွန်တော်တို့ဒါဟိုတန်တိုင်းကိုစောက်တဲ့အခါ quality ပြည့်မီတဲ့တန်တိုင်းကိုစောက်တဲ့အခါမှာကျွန်တော်အရေးကြီးတဲ့အချက်တွေတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒါ slab ပေါ့နော်တစ်ခါချင်းစီရဲ့ slab တွေရဲ့ခဏဆွမ်းအောင်ကျွန်တော်တို့ပြထားပေးတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီစောက်ခဲ့တဲ့တိုက်တွေလက်ရှိစောက်နေတဲ့တိုက်တွေကနေပြီးထုတ်ထားတဲ့ကျွန်တော် set တုံးနေပေါ့နော်ဒီဟာကိုကျွန်တော်တို့တစ်ခွက်ဆက်တက်ထားတဲ့ဇက်ကိုလည်းဒီမှာတစ်ခါလေးကျွန်တော်တို့ပြပေးထားပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ slab ရဲ့ strength ပေါ့နော်ပုံမှန်ဆိုရင်20လောက်ကြားရုံနဲ့ကျွန်တော်တို့ဒါဒီစံနှုန်းမီလို့သတ်မှတ်လို့ရတယ်လို့ကျွန်တော်ကြားသိထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ 32.65 21.07 22.23 ဒီလိုမျိုး reset တွေထွက်ထားရပါတော့ဆိုတော့ဒါတွေကျွန်တော်တို့စံနှုန်းသတ်မှတ်ထားတာအထက်ကိုပို့ပြီးတော့ကောင်းတဲ့ဒီ strength level တစ်ခုကိုကျွန်တော်တို့ရထားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးပုံမှန်စံနှုန်းထက်များနေလို့လေဒီကောင်ကြီးဒီကျွန်တော်တို့ကဝင်ပိုစေတဲ့structure တစ်ခုကိုစောက်ထားတာမဟုတ်ဘူးဒီကကျွန်တော်တို့ကဒီ set တစ်ခုရဲ့ strength ဖြစ်တဲ့အတွက်ကြောင့်မလို့ဟို2အတူတူပဲဒီလေးရှင်တူတူပဲဒါပေမဲ့ခံနိုင်စွာမှာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီစံနှုန်းပေးထားတာတဲ့ဆိုတော့ဒီအနေထားတစ်ခုကလည်းဒါကျွန်တော်တို့ customer အနေနဲ့လုံခြုံစိတ်ချစွာဝယ်လို့ရစီမဲ့ကျွန်တော်အချက်တစ်ချက်ဖြစ်တယ်လို့လည်းကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ slab strategy ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့နောက်ထပ်ရေးကြည့်ရချက်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီ site test ပေါ့နော်ဒီ Navy Life Construction ကသူတို့စောက်တဲ့မြတိုက်တွေအကုန်လုံးကိုကျွန်တော်တို့ဒရိုက်စစ်စီမှာကျွန်တော်တို့ site test စစ်ဆေးမှုတွေပြုလုပ်တယ်အဲ site test စစ်ဆေးမှုတွေပြုလုပ်တဲ့ဟာလေးတွေဒီမှာကျွန်တော်ဒီ type အတွက်ဆိုပြီးတော့ဒီဘက်မှာကျွန်တော်လက်ပုံလေးနဲ့ပြထားရပါတော့ဒါဆိုရင်ကျွန်တော်တို့ဒီ type တဲ့စစ်ထားတဲ့ site test report လေးပေါ့နော်ဒီရောင်းပွဲကိုလာတဲ့ customer အနေနဲ့ကျွန်တော်တို့ဒီရောင်းပွဲမှာရောင်းရမယ့်တိုက်ထိုက်ချင်းစီရဲ့ site test report တွေကစစ်နိုင်အောင်မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့လောဆယ်တော့ခင်းချင်းထားအောင်ပေါ့နော် soft copy လေးပဲလက်ရှိမှာရှိနေတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ရောင်းပွဲကိုလာတဲ့ခါကျရင်တော့ customer အနေနဲ့ကျွန်တော် hard copy မှာထားတဲ့လေးလာလို့ရနိုင်မှာဖြစ်ပါတယ်ဒါလေးတွေကဆိုရင်ဒါကျွန်တော်တို့ဒီကျွန်တော်ရောင်းမဲ့တိုက်ထိုက်ချင်းစီကိုစီမီကနေပြီးတော့ဆောက်လုပ်ခွင့်ပြုထားတဲ့ဆောက်လုပ်ခွင့်မိတ်လေးတွေပေါ့နော်ဒီဟာလေးတွေကိုလည်းကျွန်တော်ဒီရောင်းဘက်မှာကျွန်တော်ပြထားပေးပါဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်အရေးကြီးတဲ့အချက်ကတော့ကျွန်တော်ဒီနေရာပြောချင်တာကတကယ်လို့ customer တွေအနေနဲ့ပေါ့နော်ထားပါတော့ကိုကဒီ Navy Land ကတိုက်တွေကိုကျွန်တော်အခန်းတွေဝယ်လိုက်ပြီးဆင်ရချလိုက်ပြီးအဲ့ဒီထားတစ်ခုမှာကိုကကျွန်တော်တို့အကြောင်းသမားတွေပြောတဲ့စကားတွေမဟုတ်ဘဲနဲ့ပညာရှင်စစ်နေပါကျွန်တော်ဆွေးနွေး dimension နဲ့ကိုယ့်ရဲ့
ကိုဝဲတိုက်ကိုဘယ်လိုမျိုးစောက်ထားတယ်ဘယ်လိုမျိုး facility စောက်ထားတယ်ဆိုတော့ရှာပိုင်းကဘယ်လိုဖြစ်တယ်ဆိုတဲ့အပိုင်းအရာတွေကိုကျွန်တော်တို့ကဒီတကယ်လို့စစ်နဲ့ဆွေးနွေးတိုင်လို့ခြင်းဆိုရင်နေပြည်တော် construction ကနေပြီးတော့ဒီ site engineer ပေါ့နော်ဒီ တိုက်တွေကိုစောက်တဲ့ site engineer နဲ့ကျွန်တော်တို့ဆွေးနွေးတိုင်နိုင်မဲ့စီစဉ်လေးကိုလည်းသုံးပြီးထားပါတယ်ဒါကတော့ကျွန်တော်တို့ customer တွေနဲ့ data တစ်ခါကိုစီရင်ချပြီးရောင်းဝယ်စပြီးဆိုရဲစပြီးရတယ်နောက်တစ်ဖက်အတွင်းမှာပဲကျွန်တော်တို့စကားပြောပြနိုင်လို့လည်းစီစဉ်ထားပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့ဒီကာလမှာကျွန်တော်တို့တိုက်ခန်းဒီအိမ်ဒီလဲဝယ်ရင်းနှီးရှင်တယ်ဒါပေမဲ့ဟိုကလည်းတရားစိတ်လေးတွေရှိနေသေးရဆိုရင်ကျွန်တော်ဒီရောင်းပွဲလေးကမိတ်ဆွေတို့လာဖို့တင့်တော်တဲ့အကြောင်းပွဲလေးတစ်ခုဖြစ်တယ်ဆိုတော့เนาะကျွန်တော်ဒီနေရာနေပြီးကျွန်တော်ပြောကြလို့ပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးဖြစ်ချင်းပြီးတော့ကျွန်တော်အကြောင်းပွဲလေးထုတ်ပြီးတော့တက်တက်ရောင်းချပြီးဆိုတာကလည်းဒါကျွန်တော် first time ဖြစ်မယ်လို့လည်းကျွန်တော်အနေနဲ့ကြောင်းကြည့်မျှော်လင့်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့စိတ်ကျဉ်မှုရှိတဲ့ရောင်းပွဲလေးတစ်ခုကိုလာရောက်ပြီးတော့အခန်းလေးတွေကိုရွေးချယ်ဝယ်ယူနိုင်မယ်ပြီးတော့နောက်တစ်ခုကဒီမှာဆိုရင်ကျွန်တော်ပြည်သားတိုက်ခန်းလေးတွေပါမယ်ဒါအပြင်ကျွန်တော်ဗန်လုံးနဲ့ပေးရှည်လို့ရနိုင်တယ်ပြီးတော့ကျွန်တော်တို့အတိုးမဲ့ကြီးကြတဲ့ပေးရှည်ဝယ်ယူတဲ့ customer တွေနဲ့လည်းကျူပါတိုက်ခန်းလေးတွေကိုလည်းရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဆိုအနေနဲ့ဒီရောင်းပွဲလေးကိုတက်တက်ရောက်ဖို့အတွက်ကျွန်တော်ဒီနေရာနေပြီးတော့ထိကြားလုပ်ပါတယ်ကျွန်တော် promotion အဆိုရင်လည်းဒီရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီရောင်းပွဲမှာဝယ်တဲ့ customer တွေအနေနဲ့ကျွန်တော်တို့350 cash back ရရှိမယ်ပြီးတော့ကျွန်တော်တို့အခန်းတစ်ခန်းနဲ့ဖွဲ့ပြီးမှဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့300ကျော်တန်ဖိုးရှိမယ်ကျွန်တော်တို့ lucky draw တိုက်ခွင့်စီစဉ်လဲပါဝင်မှာဖြစ်ပါတယ်ဒါအပြင်မှာကျွန်တော်တို့ကမြေတားလက်ဆောင်အနေနဲ့ကျွန်တော်တို့ Navy Land Construction ကနေပြီးတော့ကျွန်တော်တို့ဝယ်သွားတဲ့ customer တွေအိမ်ခန်းတိုက်ခန်းဝယ်သွားတဲ့ customer တွေအတွက်ကျွန်တော်တို့ငလီဘေးကာကွယ်ကျွန်တော်အာမခံတစ်နှစ်စာလက်ဆောင်ထည့်ပေးထားအောင်ပါတယ်ဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီရောင်းပွဲမှာဝယ်သွားတဲ့ customer တွေအနေနဲ့ Index Furniture မှာကျွန်တော်တို့ 15% discount ရရှိနိုင်မယ် discount coupon လည်းကျွန်တော်တို့ပေးသွားအောင်မှာဖြစ်ပါတယ်ကျွန်တော်ဒီရောင်းပွဲလေးကိုဒါမဲ့မေလ10ရက်နဲ့17ရက်နေ့မှာကျွန်တော်တို့နောက်တစ်ပုံမျိုးနဲ့42ရက်ကွက်ဥမလာမှာရှိတဲ့ဒီ Navila Construction ရဲ့ကျွန်တော် construction site မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီရောင်းပွဲလေးကို17ရက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဗျ